မင်္ဂလာပါရှင်ဒီနေ့မှာတော့စီးကျိုယောဂရှိသူတွေအတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်စီးကျိုရှိပြီဆိုရင်ဘာတွေစားလို့ရမလဲဘာတွေရှောင်ရမလဲနေ့စဉ်ဘဝမှာဘယ်လိုနေထိုင်သင့်လဲဆိုတာကိုသိထားဖို့အရေးကြီးပါတယ်စီးကျိုယောဂကိုထိန်းချုပ်နိုင်ဖို့ဆိုတာဆေးတောက်တာတခုတည်းမဟုတ်ဘဲနဲ့အစားအသောက်လေ့ကျင့်ခန်းနဲ့နေထိုင်မှုပုံစံတွေကလည်းအလွန်အရေးကြီးပါတယ်စီးကျိုယောဂဆိုတာခန္ဓာကိုယ်မှာသွေးထဲကသကြားဓာတ်ကိုထိန်းညှိပေးတဲ့အင်ဆူလင်ဟော်မုန်းနဲ့ပတ်သက်တဲ့ပြဿနာကြောင့်ဖြစ်လာတဲ့ယောဂတစ်မျိုးပါအစားအစာကနေရလာတဲ့သကြားဓာတ်တွေကိုခန္ဓာကိုယ်ကစွမ်းအင်အဖြစ်အသုံးပြုဖို့အင်ဆူလင်လိုအပ်ပါတယ်ဒါပေမဲ့စီးကျုံရှိသူတွေမှာဒီလုပ်ငန်းစဉ်မမှန်ကန်တော့လို့သွေးတင်းသကြားဓာတ်မြင့်တက်လာနိုင်ပါတယ်ပထမဆုံးစောင့်ရန်ချက်ကတော့အစားအသောက်ကိုစနစ်တကျရွေးချယ်ခြင်းပဲဖြစ်ပါတယ်အစားစားချိန်ကိုမလွတ်စေဖို့နဲ့တခါတည်းအများကြီးစားတာထက်ပမာဏထိန်းစားဖို့အရေးကြီးပါတယ်ဟင်းသီးဟင်းရွက်ဖိုင်ဘာပါတဲ့အစားအစာတွေကိုပို့ပြီးတော့ရွေးချယ်ပြီးစားသုံးသင့်ပါတယ် American Diabetes Association ရဲ့အကြံပြုချက်တွေမှာလည်း carbohydrate ပမာဏအစားအသောက်အရည်အသွေးနဲ့ portion control ကိုအရေးကြီးတယ်လို့ဖော်ပြထားပါတယ်စီးကျိုရှိသူတွေအတွက်ရေတောက်ခြင်းကလည်းအလွန်အရေးကြီးပါတယ်ချိုတဲ့အချိုရည်တွေနဲ့အကြားပါတဲ့ဖြော်ရည်တွေကိုလျှော့ပြီးတော့ရေကိုအဓိကသာသုံးတာကပိုကောင်းပါတယ်အချိုရည်တွေကသွေးတင်းသကြားဓာတ်ကိုမြန်မြန်တက်စေနိုင်လို့ပဲဖြစ်ပါတယ်စီးကျိုရှိသူတွေစားတဲ့အစားအစာတွေကတော့အစိမ်းရောင်ဟင်းသီးဟင်းရွက်များဥပမာဟင်းနုနယ်ရွက်ကစွန်းရွက်ဘရုကိုလီလိုမျိုးအသီးရွက်တွေကဖိုင်ဘာများပြီးအာဟာရရစေပါတယ်နံပါတ်2ပဲအမျိုးမျိုးပဲတွေမှာပရိုတိန်းနဲ့ဖိုင်ဘာပါဝင်တာမို့လို့အစားအစာတွေထည့်သွင်းစားပေးတာကအကောင်းဆုံးပါနံပါတ်3ငါးနဲ့ကြက်သားလိုမျိုးပရိုတိန်းအရင်းမြစ်များတဲ့အသားတွေအစီနေတဲ့ပရိုတိန်းကိုရွေးချယ်တာကအကောင်းဆုံးပါစီးကျိုရှိရင်အသီးမစားရဘူးဆိုတာမမှန်ပါဘူးဒါပေမဲ့အသီးမှာသဘာဝသကြားဓာတ်ပါဝင်တာကြောင့်ပမာဏကိုထိန်းစားဖို့တော့လိုအပ်ပါတယ်အသီးဖြော်ရည်ထက်အသီးကိုဒီတိုင်းစားတာကဖိုင်ဘာရနိုင်လို့ပိုမိုကောင်းမွန်စေနိုင်ပါတယ်စီးကျိုရှိသူတွေရှော့တဲ့အရာတွေကတော့သကြားပါတဲ့အချိုရည်တွေတိတ်မုတ်တွေမုတ်အချိုတွေအချိုများတဲ့အစားအစာတွေအစီများတဲ့အစားအစာတွေကိုရှောင်ကျဉ်ရမှာပဲဖြစ်ပါတယ်။ဒါတွေကသွေးတင်းသကြားဓာတ်ကိုမြန်မြန်တက်စေနိုင်လို့ပဲဖြစ်ပါတယ်။စီးကျိုထိန်းချုပ်ရမှာလဲလှုပ်ရှားမှုကအရေးကြီးပါတယ်။နေ့တိုင်းလမ်းလျှောက်ခြင်းလိုပေါ့ပါတဲ့လေ့ကျင့်ခန်းတွေကခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကိုယ်ကျန်းမာရေးအခြေအနေနဲ့ကိုက်ညီအောင်တော့လုပ်ဖို့တော့လိုအပ်ပါတယ်။စီးကျိုယောဂကိုထိန်းချုပ်ဖို့သွေးကြိုပမာဏကိုပုံမှန်စောင့်ကြည့်ခြင်းဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးတောက်ခြင်းအစားအသောက်ကိုဂရုစိုက်ခြင်းတို့လိုအပ်ပါတယ်။ကိုယ်တိုင်ဆေးရက်ခြင်းအစားအစာအလွန်အကျွံကန့်သတ်ခြင်းတွေမလုပ်ပါနဲ့။စီးကျိုယောဂရှိသူတယောက်အတွက်ကျန်းမာရေးကောင်းဖို့ဆိုတာမစားရတာများတာမဟုတ်ပါဘူး။မှန်ကန်တဲ့အစားအစာရွေးချယ်မှုနဲ့ပမာဏထိန်းညှိပြီးစားမှုနဲ့နေ့စဉ်အလေးကျင့်ကောင်းတွေကအရေးကြီးပါတယ်။ဒါကြောင့်ဒီနီးလန်းလေးတွေအတိုင်းနေထိုင်စားသောက်မယ်ဆိုရင်စီးကျိုကိုတက်တာစေမှာပဲဖြစ်ပါတယ်ရှင်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျအနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment မှာရေးသွားနိုင်ပါတယ်ရှင်။ကျမတို့ရဲ့ channel လေးရဆိုရင်ကျမ်းမာရေးဘူးတုဒတွေကိုဆက်လက်ဝင်မြပေးသွားမှာဖြစ်လို့ဒီလိုမျိုးကျမ်းမာရေးဘူးတုဒတွေကို
မလွတ်တမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ပြီးစောင့်ကြည့်ပေးကြပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျမ်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ကြပါစေ